စိတ်ပညာဆိုတဲ့ပညာရက်ဟာလူတဦးချင်းစီရဲ့ဘဝအတွက်ဘလောက်ရေးပါတယ်လေ့လာကြည့်ကြရအောင်တဲ့ကိုရီကိုသွေးဖွံ့ဖြိုးမှုစိတ်ပညာကလူတဦးရဲ့စိတ်နေစိတ်ထားအတွေးခေါ်ပြုမှုနဲ့ခံယူချက်တွေကိုနားလည်ဖို့ကူညီပေးပါတယ်ဒါကမိမိကိုယ်ကိုပိုတိလာစေပြီးကိုရီကိုသွေးတိုးတက်ဖို့အထောက်အကူဖြစ်စေပါတယ်နှစ်စိတ်ကျန်းမာရေးထိန်းသိမ်းနိုင်မှုစိတ်ဖိစီးမှုစိုးရိမ်ပူပန်မှုစိတ်တက်ကြမှုတွေကိုကင်တွယ်ဖြေရှင်းဖို့စိတ်ပညာကအထောက်အကူပြုပါတယ်စိတ်ကျန်းမာရေးကောင်းမွန်ဖို့နေလန်းတွေကိုသိရှိစေပြီးပျော်ရွှင်ကျန်းမာတဲ့ဘဝဖြစ်အောင်ကူညီပေးနိုင်ပါတယ်၃လူမှုဆက်ဆံရေးတိုးတက်စေခြင်းလူတွေရဲ့အပြုအမူနဲ့စိတ်နေသဘောထားကိုနားလည်ခြင်းကမိသားစုသူငယ်ချင်းအလုပ်ကိုင်ဆက်ဆံရေးတွေမှာပိုမိုကောင်းမွန်စေပါတယ်စိတ်ပညာကဆက်သွယ်ရေးကျွမ်းကျင်မှုစာနာနားလည်မှုနဲ့ပဋိပက္ခဖြေရှင်းနိုင်စွမ်းတွေကိုမြင့်တင်ပေးပါတယ်၄ပညာရေးနဲ့အလုပ်ကိုင်အောင်မြင်မှုစိတ်ပညာကသင်ယူမှုနည်းလမ်းတွေမှတ်ဉာဏ်အလုပ်ပုံအာယုံစူးစိုက်နိုင်စွမ်းတွေကိုမြင့်တင်ပေးပါတယ်ဒါအပြင်စိတ်ဖိစီးမှုကိုစီမံနိုင်ပြီးစွမ်းဆောင်ရည်မြင့်မားစေဖို့ကူညီပေးတာကြောင့်ပညာရေးနဲ့အလုပ်ခွင်မှာအောင်မြင်မှုရစေနိုင်ပါတယ်၅ဘဝရည်အသွေးမြင့်မားစေခြင်းစိတ်ပညာကလူတွေကိုပိုပြီးပျော်ရွှင်ကျေနပ်မှုရှိအောင်ရည်မှန်းချက်တွေအောင်မြင်အောင်ဘဝခက်ခဲတွေကိုရင်ဆိုင်နိုင်အောင်ကူညီပေးပါတယ်မိမိကိုယ်ကိုယုံကြည်မှုရှိပြီးစိတ်ချမ်းသာစေဖို့အထောက်အကူဖြစ်စေပါတယ်အကျဉ်းချုပ်အနေဖြင့်စိတ်ပညာဟာလူတဦးချင်းရဲ့စိတ်နေစိတ်ထားလူမှုဆက်ဆံရေးပညာရေးအလုပ်ကိုင်နဲ့ဘဝရည်အသွေးတွေအတွက်အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်စိတ်ပညာကိုနားလည်ခြင်းကပိုမိုကောင်းမွန်တဲ့ဘဝတစ်ခုကိုတည်ဆောက်နိုင်ဖို့အရေးကြီးတဲ့ပညာရက်တစ်ခုပဲဖြစ်ပါတယ်အဆုံးထိနားထောင်ပေးလို့ကျေးဇူးတင်ပါတယ်